ဒီနေ့ခေတ်မှာ9000တန်တရွတ်ဟာမိသားစုတစုအတွက်သမင်းတစ်နက်စာအာဟာရဖြစ်နိုင်ပါတယ်တဲ့လို့ကျွန်တော်ပြောရင်ခမရယုံမလားပထမဆုံးတထောင်ဖိုးနဲ့တင်တပွဲကြီးရတဲ့ကန်စွန်းရွက်ကြီးစီဒါကကျွန်တော်တို့ရဲ့အဓိက fiber ပေါ့ပြီးတော့900ဖိုးငရုတ်သီးနဲ့ချက်သွန်းဒါကဟင်းရဲ့အသက်အသားမပါရင်မစားတတ်တဲ့သူတွေအတွက်3000ဖိုးကြက်ဥ9လုံးဒါကပရိုတင်းအတွက်အကောင်းဆုံးပဲ9000တန်တရွတ်သေးနဲ့ဘာမှဝယ်မရတော့ဘူးလို့ညီထွားနေမယ့်အစားကျွန်တော်တို့မှရှိတာလေးနဲ့အကောင်းဆုံးထီအောင်ဖန်တီးလို့ရပါတယ်ကန်စွန်းရွက်ကိုချက်သွန်းဖြူလေးနဲ့ကြွက်နီအောင်ကြောကြက်ဥကိုချင်းချင်းဆက်ဆက်လေးချက်လိုက်တဲ့အခါနွေးထွေးတွေထမင်းဝိုင်းလေးတစ်ခုဖြစ်လာတာပဲတကယ်တော့ဒါဟာ9000ဖိုးဟင်းချက်နည်းတဲ့မဟုတ်ဘူးဗျအခက်ခဲတွေကြားထဲမှာလက်မလျှော့ပဲရုန်းကန်ရှင်သန်နေတဲ့ကျွန်တော်တို့ရဲ့ရှင်သန်မှုပညာပဲကဲခမရဲ့9000တန်ကိုရောဘယ်လိုအဓိပ္ပာယ်ရှိအောင်သုံးမလဲ